မင်္ဂလာပါခင်ဗျာအပတ်စဉ်ဗုဒ္ဓဟူးနေ့ရက်တင်ဆက်နေကြဖြစ်တဲ့အောင်ဆက်မော်စကားဝိုင်းနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုင်ကပါခင်ဗျာကျွန်တော်တို့တောင်သူဦးကြီးတွေနဲ့ဆက်ဆရာတို့ကြုံမှုကြမှာပါကျွန်တော်လေထဲမှာစမောင်းနေနေအင်ဂျင်တန်ကတော့အုံတိုင်းတိုင်းអော်နေတယ်လီဗာတွေလည်းကျွန်တော်တို့အပြည့်ပေးထားတယ်ဒါပေမဲ့လို့စက်ကတိတ်ပြီးရှေ့ကိုမရောက်ဘူးပုံမှန်လိုမျိုးအားပြင်းနေမယုံနိုင်တော့ဘူးဒါကကျွန်တော်တို့အင်ဂျင်ညံ့လို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကလပ်ပြားကုန်ပြီးတော့ကလပ်ချော်နေတာကြောင့်ဒါကြောင့်မလို့ဒီနေ့မှာဒီကျွန်တော်တို့ပစ္စည်းဖြုတ်မကြည့်ဘဲနဲ့ကလပ်ချော်နေတာကိုသိနိုင်မဲ့အချက်လေးတွေကိုကျွန်တော်ကိုရဲထွန်းနဲ့တူပြပြပေးသားမှာဖြစ်ပါတယ်ဗျမင်္ဂလာပါကျွန်တော်ရထုတ်ပါခင်ဗျာခေခွဲတွေဒီကျွန်တော်ရာသီဥတုကတော့မိုးဦးတွေကိုရောက်လာပြီပေါ့နော်ကျွန်တော်ဒီနေ့တော့ကျွန်တော်ကလပ်ပြားအကြောင်းလေးကလပ်ချော်ရင်အကြောင်းလေးနည်းနည်းလေးပြောလိုက်ကြရအောင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီကလပ်ချော်နေပြီဆိုလို့ရှိရင်ဆက်ကကျွန်တော်တောင်းသူတွေကိုဘယ်လိုမျိုးသတိပေးတတ်တယ်လဲဘယ်လိုမျိုးလက္ခဏာတွေနဲ့ကျွန်တော်အချက်တွေပြတတ်တယ်လဲဗျပြီးတော့ကျွန်တော်အပြင်ပန်းနဲ့ကြည့်နေုံနဲ့ဘယ်လိုကလပ်ပြားချော်နေပြီဆိုတာကိုဘယ်လိုသိနိုင်မလဲဗျဟုတ်ကဲ့ပါကျွန်တော်ဒီဆက်ဆရာနဲ့ဆက်ပိုင်တွေအဓိကသတိထားရမယ့်အချက်၃ချက်ကိုကျွန်တော်ပြောပြချင်တယ်အရေးကြီးတယ်ပေါ့နော်ပထမအချက်ကကျွန်တော်တို့ဒီ RPM တက်တယ်ဒါပေမဲ့ speed မတက်ဘူးနားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ဗျာengine ရဲ့အတန်ကပေါ်ပြီးတော့ဒီယုံအားကြတာပေါ့အဲ့တော့ဒီအခြေအနေကတော့ရှင်းရှင်းလေးပါဒါဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်ဒီ engine ရဲ့ဆက်ကိုကျွန်တော် gear ကြီးကိုချလိုက်မယ်ဗျာ engine ရဲ့ဆက်ကို gear ကြီးကိုချလိုက်ပြီးတော့ဒီ short net ထဲမှာပဲဖြစ်ဖြစ်ပေါ့ဗျာဟိုဒီထဲဆွဲတဲ့အခါမှာပဲဖြစ်ဖြစ်ဒါ engine ကိုယုံလိုက်မယ်ဆိုရင်သူ့ရဲ့အတန်ကဗျာဒီဝုန်းကနေဒါဝူးကနေဒီလိုအော်မီပြီးတော့မြင့်တက်သွားပေမဲ့လို့ကဒါသူ့ရဲ့ဘိန်းကဒါသူနဲ့လိုက်မလဲတာပေါ့ဗျာအတူချုံနေနဲ့ရှင်းလင်းပြောမယ်ဆိုရင်ဒါ engine ရဲ့အယုံဆွဲအားကဒီဘိန်းပေါ်မှာတက်ရောက်မှုမရှိတော့ပြောချင်တာပေါ့ဗျာဟုတ်ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒီအသားပြားတူးတဲ့အညော်နဲ့ထွက်တာဒီကောင်ကကျတော့ဘာပြောချင်တာဆိုတော့ဒီကျွန်တော်ဗျာဒီကလပ်ပြားရှိတယ်ပါဆိုကလပ်ပြားကကျွန်တော်တို့ဒီကုန်နေပြီကလပ်ပြားကုန်နေချော်လဲချော်နေပြီအဲ့ဒီခါမှာအချိန်ပြင်းပြင်းနဲ့ပုတ်တိုက်လိုက်တဲ့အခါကျွန်တော်တို့ကအပူအရန်လွန်ခဲ့လာတယ်အဲ့ဒီအခါကျရင်ကျွန်တော်တို့ဒီကလပ်အုံတွေကနေအသားပြားတာကျွမ်းပြီးတော့ဒီအညော်နှန်းကပြင်းပြင်းထန်ထန်ကျွန်တော်ထွက်လာတတ်တယ်အဲ့ဒါနဲ့လိုက်ပြီးတော့ကျွန်တော်တို့ကဒီ engine ရဲ့အပူချိန်ကပါတပါတဲ့ဒါလိုက်ပြီးတော့တက်လာနိုင်ပါတယ်ခင်ဗျတတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီကလပ်ချိန်နေအနေထားပြောင်းလဲခြင်းပေါ့ဗျာဒီအခြေအနေကတော့ဒီကိစ္စရက်လေးကတော့ဒါတောင်တော်တော်များများပေါ့ဒါဆက်ဆရာတော်တော်များများလဲဒါမောင်းနေတဲ့လူတွေများများဒါတိတယ်တိတာတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီကလပ်ချိန်နေကတမန်ထက်ကိုကျွန်တော်တို့ပို့ပြီးတော့မြင့်တက်လာတာမျိုးတွေနော်အဲ့တော့ဒီကလပ်ကစားတဲ့နေရာအကွာဝေးပေါ့ဗျာကလပ်ဒီကစားတဲ့အကွာဝေးလုံးဝမရှိတော့ဘဲနဲ့ဒါကျွန်တော်ဒီတင်းတောက်နေတာမျိုးတွေလည်းကျွန်တော်ဖြစ်လာတတ်တယ်ကျွန်တော်ဒီကလပ်ကိုလည်းခဏခဏလိုက်ချိန်နေရပြီဆိုရင်ဒါသေချာပါပြီဒါအကိုရဲ့ကလပ်ပြားကဒါကုန်နေပြီဆိုတဲ့လက္ခဏာကိုကျွန်တော်ပြနေတာပါခင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်သိချင်တာဒီကလပ်ချုံနေတာကိုမသိဘဲနဲ့ဒီတောင်သူတွေရဲ့ဆက်ပြီးတော့ဒီဆက်ကိုမောင်းနေမယ်ဆိုလို့ရှိရင်ရောဘာတွေဖြစ်လာနိုင်လဲဗျသူကကြတော့ဒီလိုရှိရပြကျွန်တော်ဒီ engine ထဲမှာစီတွေပါတယ်ပေါ့ဗျာ engine ထဲကနေအဲ့ထွက်လာသမျှစီတွေကကျွန်တော်တို့ဘိန်းကိုမရောက်ခဲနဲ့ဗျာဒီကလပ်အုံထဲမှာတွေကအရန်ပုတ်တိုက်စားသွားပြီးတော့အပူအဖြစ်နဲ့ဒါအလကားပျောက်ဆုံးသွားတာပေါ့ဗျာပြောမယ်ဆိုရင်ငွေပြန်သွားတယ်လို့ပဲပြောမှာခန်းသွားတယ်ပေါ့ဗျာအဲ့တော့ဒီနေရာမှာကျွန်တော်တို့တတိထားစရာရှိတာတစ်ခုရှိရဲကျွန်တော်တို့ကစီဖို့ကုံယုံနေမဟုတ်ဘူးတော့ဗျကျွန်တော်တို့ဒီကလပ်ပြားကုန်နေတဲ့ဟာကုန်နေတာပေါ့ဗျာကုန်နေတာကိုဒီအတင်းကြီးပေါ့ဗျာဇွတ်အတင်းဒီပေတီပြီးတော့မောင်းလိုက်မယ်ဆိုရင်ကလပ်တောက်ပြားတွေနဲ့ဒါတောက်အုံတွေအထိပါကျွန်တော်တို့ဒါပျက်စီးသွားမှာနောက်ဆုံးဘာတွေဖြစ်လာနိုင်လဲဆိုတော့ဒါကလပ်ဆွဲတဲ့တကားဝါကိုပါဒါကျွန်တော်တို့ပျက်စီးသွားစေပြီးတော့ဗျာဒီကလပ်အုံတစ်ခုလုံးကြီးကိုပါကျွန်တော်တို့လဲလိုက်ရတဲ့အထိအပျက်စီးကအရန်ကြီးသွားနိုင်တယ်ဗျာဟုတ်ကဲ့ဗျဒါဆိုလို့ရှိရင်ကျွန်တော်ကလပ်ပြားလဲတော့မယ်ဆိုလို့ရှိရင်ရောဒီစက်ပိုင်တောင်သူတွေအနေနဲ့ဘယ်လိုကလပ်ပြားကိုလဲတင်တယ်ဘယ်လိုကလပ်ပြားမျိုးကိုကျွန်တော်တို့ရွေးချယ်တင်တယ်လဲပေါ့ဗျကျွန်တော်ဒီကလပ်ပြားဆိုတဲ့အရာကတော့ဗျာဒါ engine ထဲမှာဒီပို့တိုက်မှုတန်ရောအပူတန်တွေကိုပါသူကဒိုင်ငံခံရတဲ့စက်ပစ္စည်းအစိပ်ပိုင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီကလပ်ပြားမှာပါတဲ့အသားပြားကဒါရည်သွေးအထူးကောင်းမှုနေဖို့တော့ဒါလိုအပ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့အောင်ဆန်းမွန်ရဲ့ကလပ်ပြားတွေကတော့ဒါအိန္ဒိယစစ်ပေါ့နော်အိန္ဒိယစစ်ပေါ်တော်တန်သားကိုတုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုတ်ကျန်းနေဆိုပေမဲ့လည်းအလုတ်ကျန်းတဲ့နေရာမှာဆိုရင်တော့မှဗျာဒီပို့တိုက်မှုတန်ကိုပေါ့အပူတန်ကိုဒါပုံမှန်ထက်ကိုတော်တော်ကြီးကိုခံနိုင်တယ်လို့ပြောလို့ရတယ်ပေါ့
ဒီကျွန်တော်တို့ဒီကလပ်ပြားအလယ်မှာပါတဲ့ဒီ spring တွေကလည်းဟိုတည်တည်ချာချာလေးဟိုဗျာခိုင်ခန့်နေအောင်လို့အထိုင်ကိုဖန်တီးပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီရုံအားပြင်းနေဆိုရင်တော့မှဒီခြောင်ထွက်သွားတာမျိုးတွေမရှိဘဲနဲ့ဒါ engine ရဲ့ power ကိုဘိန်းစီဟိုအပြည့်အဝဒါလွှတ်ပေးနိုင်တယ်ပေါ့ဗျာဟုတ်ကဲ့ ဟုတ်ကဲ့ပါကိုတို့ဒါဆိုလို့ရှိရင်ကျွန်တော် engine နဲ့ OB ဒီစက်မယုံနိုင်ရင်ပြီးတော့ညှော်နှံ့ထွက်ရင်ပြီးကလပ်ကိုခဏခဏချိန်နေရလို့ရှိရင်ကျွန်တော်တို့ရဲ့ကလပ်ပြားကိုပြန်ပြီးတော့စစ်ဆေးရမယ်ဆိုတာကိုကျွန်တော်ခုမှပဲရှင်းရှင်းလင်းလင်းသိလိုက်ရတယ်ဗျ။ဒါကြောင့်မလို့စီဘိုးတွေကိုလေထဲလွှင့်မကုန်ရအောင်ကျွန်တော်တို့အောင်ဆက်ပေါ်မှာရှိတဲ့အရေးသွေးကောင်းတဲ့ကလပ်ပြားတွေကိုရွေးချယ်ဝယ်ယူအသုံးပြုကြဖို့ကျွန်တော်တို့ကနေတိုက်တွန်းချင်ပါတယ်ဗျ။ ဟုတ်ကဲ့ပါကျွန်တော်တို့ဒါလက္ခဏာကိုစူးစမ်းမှာအချိန်မီပြုပြင်မှာဒါအောင်ဆက်မွန်ရဲ့အကျန်းခံအပူပစ္စည်းတွေနဲ့အတူအင်အားပြည့်ရှေ့ဆက်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ